တောက်ကြနေတဲ့ပွဲကောင်းလေးဖြစ်ဒီကူဝမ်က Brad နဲ့ Marcy ပွဲကို Brad ဇွန်အောင်လေးကျွန်တော်ရွေးချယ်ပေးထားပါတယ်ဒီလိုဘာလို့ရွေးချယ်ရလဲဆိုတဲ့အကြောင်းပြချက်လူတို့ရှင်းလေးကိုကျွန်တော်ညီကိုတွေကိုကျွန်တော်မြင်နေပြန်လဲမျှဝေပေးလိုပါတယ်ပထမဆုံးစပြောရင် level အရှုံးပေါက်ကြီးရှင်ပေါ့နော်ဒီမာစီတို့ဒီအဝေးကွင်း17ပွဲမှာသူတွင်းကို19ခုနဲ့ပေးကိုက16လုံးဒီပါရှိပါတယ်16လုံးရှိပါတယ်ဆိုတော့တပွဲကိုနှလုံးဒီပါသူတွင်းနိုင်တယ်ပေါ့နော်ပေးကိုကလည်းအရင်ရာသီဒီကလောက်အရင်ကြီးချစ်လိနေတဲ့ထဲတော့မပါဘူးပေါ့နော်အခုရာသီကတော့ဖွင့်စော်တယ်ဂိုးရတယ်ရာပြန်ပေးရတယ်ရှူးရရအောင်လိုက်ရှူတယ်အဲ့လိုမျိုးပါတဖက်ရှင် Brad တို့ကလည်းနောက်ဆုံးကစားခဲ့တဲ့ကျွန်တော်တို့အိမ်ကွင်း6ပွဲမှာပေးကိုနှလုံးနဲ့အထိပေးရလောက်တဲ့အထိပေါ့နော်ခန်းစစ်ပိုင်းလေးကကြည်လေးစော်ထားနေတာကိုတွေ့ရပါတယ်ကြီးတဲ့ရာကိုကြည့်ရမယ်ဆိုလို့ရှိရင်လေမာစီတို့ကကျွန်တော်တို့3ပွဲစနိုင်ပွဲပြောက်ထားတယ် PSG ကို 5G နဲ့ရှစ်တပွဲရှုံးထားတယ်ကျွန်တော်တို့ Paris ကိုတည်နောက်ဆုံးကစားခဲ့တဲ့ Sestra ဘုံနဲ့ကိုတူတူတည်ကြတယ်ဆိုတော့နောက်ဆုံး3ပွဲစနိုင်ပွဲပြောက်ထားတော့ဒီကောင်နိုင်ပွဲလိုအပ်နေတဲ့အခါမျိုးမှာယခုဒီညပေါ့နော်ပြီးထားတဲ့ level အရှုံးကကျွန်တော်အမြင်တူတာနိုင်လူစိတ်ပြင်းပြမယ်ဆိုလို့ရှိရင်နိုင်ကြီးအောင်နိုင်ကြီးများမယ်ဆိုလို့ရှိရင်ဒီချက်ပို့ပြီးတော့ပေးတဲ့လေကျွန်တော်မြင်မိပါတယ်အနည်းဆုံး1ဘလက်60 90လောက်ကတော့မဖြစ်မနေပေးတဲ့လို့ကျွန်တော်မြင်မိပါတယ်ဘော်ဒီဂျီတန်လေးပြောနေလို့မြင်လေနှစ်ဖက်လုံးကသွင်းဖို့ရဖို့တော့ခရီးလေးမရှိတဲ့အတင်းအိမ်ဝင်ဆိုလို့ရှိရင် Brad တို့ကလည်းတပွဲတစ်လုံးကအနည်းဆုံးရှူနိုင်တဲ့အတင်းအကြီးတို့ကလည်းခန်းစစ်ပိုင်းကြီးရာသီအရင်ကြီးမကြစ်လက်တဲ့အတင်းဒီနှစ်တင်းကို3လုံး50သာအစားကျွန်တော်တို့တူတာပေါ်နိုင်မယ်ဆိုလို့ရှိရင်ပေါ့နော်အနည်းဆုံး3တရီလောက်တော့အနည်းဆုံးပေးတင်တယ်လို့မြင်မိပါတယ်ဘာလို့ဆိုတော့မာစီတို့ကစတိုက်ဒီကူပေါ်ထားလို့ပါဒါပေမဲ့တော့10ပွဲဆက်ပေါ်တယ်ကျွန်တော်တို့နောက်ဆုံးကစားခဲ့တဲ့လီကူဝမ်မှာဆိုလို့ရှိရင်9ပွဲဆက်ပြပြတာကိုကူပေါ်ထားခဲ့လို့ကျွန်တော်တိတက်ပို့ပြီးတော့ကြီးပေးတင်တယ်လို့မြင်မိတဲ့အတွက်ကိုအောက်လေးကိုရွေးချယ်ထားဖြစ်ပါတယ်စေတနာထားပြီးတော့အချိန်မီရွေးချယ်ပေးထားဖြစ်လို့အကြိုက်တူမှာဆိုဖို့ကြိုတင်ပြတ်ရက်ခံပါတယ်နေ့စဉ်တပွဲကောင်းသုံးသက်ချက်လေးတွေကိုကြည်ရဖို့ကျွန်တော် channel လေးကို like and subscribe လုပ်ထားပါအောက်မှာ Telegram ပွဲကောင်းတဲ့နေတွေမှာမောင်းတွဲလေးတွေကြည်ရအောင် Telegram link လေးကိုအောက်မှာထည့်ပေးထားပါတယ်ညီကိုတွေအားလုံး good night and good luck ပါအစီအပြေကြပါသည်ခင်ဗျ